ယောက်ျားလေးရတကယ်ချင်းစိတ်မှုတကြလားလားပြီးတော့ယောက်ျားလေးရလေးပြီးတာသူတို့အဲ့ဒါမှမေးအောင်မယ်ဒါပေမဲ့တကယ်သိကျင်တာပေါ့နော်ကွာတလာရီသားလေးထားကျင်တာဆိုအဲ့လဲစားတာပါရီသားလေးထားရတာလေစီပြားလေးစားရလို့ပဲမိုက်တယ်ရောအစားကတော့မတွေ့ခဲ့ရင်ကောင်းမေငါလည်းသေးဝဲဘူးရမရှိဘူးနောက်ဆုံးပြီးခဲ့ဘူးတဲ့လွားတဲ့စိတ်ဝှချွေရီတွားတို့နေအောင်မတွေ့ခဲ့ရင်ကောင်းမေငါလည်းသေးဝဲဘူးမသိကြဘူးတော့အသေးကွဲနေတဲ့ချင်းအချိန်ပေါ့နော်တော့ဒီချင်းလေးနဲ့ feel လိုက်မယ်ဆိုရင်မျက်ရည်လေးတော်တော်ကြာနေမှာအမှန်ပဲဘာမဟုတ်တဲ့ပြဿနာတွေကိုလည်းမပြတ်ချင်တော့တန်ရောစင်တွင်ပြီးလို့သူ့မာလဲကိုပြန်ချော့ရမှာပဲအဲ့ဒါယောက်ျားလေးတောင်းမယ်မဟိန်းနဲ့ဟုတ်တယ်မှန်လိုက်တာမော်လင်တိုင်းလဲမင်းစိတ်ပဲမိုးချုံတိုင်းလဲမင်းရိပ်ပဲခနာတော့ခွဲသွားမင်းမျက်နှာရတကယ်ဦးညွန်သားပြီးပဲနောက်ထပ်မနဲ့တွေ့ဆုံမရစေနောက်ထပ်မနဲ့တွေ့ခွင့်မရစေဒီလိုခွင့်ရမျိုးလေအချိန်ရှိတိုင်းမေးဆောင်နေဘေးသူဘေးကမှလည်းမသိပါဒီမျိုးလေးတွေမှာရတကယ်ကညီသွားလို့မိမဆူတဲ့ချင်းညာလေးကိုကြည့်တိုင်းမှာ5 minutes later တချင်းဆိုပြပါဟဲ့လားနင်လဲအိတ်တော်လေးလားငါလဲအိတ်ချင်မီနင်လဲအိတ်တော်လေးကြရင်အကုန်အိတ်ကုန်လိမ့်မယ်နော်အော်နင်လမ်းလေးချင်းဆိုပြမယ်မတ်မဲအကြည့်ချင်းဆုံးသွားလိုက်တာရှင်ဝင်တဲ့လုံရှာမင်းချီချောင်းညပေါင်းများစွာရောက်ဆုံးနေပန်းမွန်းလို့ဖြစ်လို့သွားကိုရဲ့ရှင်ပြန်လေးလာကျင်နာစွာမြောက်စားမင်းပါမကားစားပြစီလားကဲမ90ရှိပြီနော်100ပြည့်ရင်စမယ်နောက်တစ်ပိုက်ထပ်ဆိုပြမယ်နော်အဲ့ဒါထိမ့်မှန်နဲ့ပြည့်နေဖြော်ပြပြီးမှကိုယ့်ရဲ့ guest ကိုယ့်ရဲ့ room မှာမောင်လေးတွေကိုပြောအောင်ထားမှညတိုင်းလာအောင်မလေးမယောဂရထားနေရဲ့ master တက်ပြီးကုန်ကြပြီယူဆိုင်ကြပါအော်ဟုတ်ကဲ့ပါမောင်လေးကျေးဇူးတင်ပါတယ်ယောဂရထားနေမောင်လေးယူဆိုင်ပါအောင်နော်မောင်ရင်လို့မဟုတ်တာလေဘေးလူတွေကြောင့်ဖြစ်မယ်မောင်ကိုယ်တိုင်လေစိတ်မပါတာဖြစ်မယ်ဘုန်းနေလေးပြောပါလို့ချင်တဲ့ပေါ်လာထွက်သွားမှာပါလူကျင်တော့လည်းပြောပါနော်ထွက်သွားလိုက်မယ်နော်ဝေးဆုံးထွက်သွားလိုက်တော့မယ်နော်ဝေးဆုံးထွက်သွားလိုက်တော့မယ်ပြောရောင်စိတ်တိခိုက်ဝမ်းနဲ့ကြေကွဲပြီးတော့ဖြစ်နေရပြီအဲ့လိုမျိုးတွေပြောကြတယ်fine when you're not really fine but you just can't get into it because they would never understand ဘယ်ဝေးဆုံးသွားမလို့လေမှလဲစိတ်ကုန်ပါလေငါဝေးဆုံးကိုထွက်သွားလိုက်မှာပါငါတို့တိတ်တွေ့တကယ်ပြီးဆုံးပြီပဲနှုတ်ဆက်ကသွားတော့မယ်နေချင်တယ်လို့ပြောရစို့ငါရင်ခွဲပြီးငိုရလဲရှိပါစေဖြူမဆိုင်နဲ့လေမင်းချိုက်ရာကိုရွေးငါမကိုရင်မစွန့်ပြပိုကောင်းတယ်ဗျာတဲ့ sorry မောင်လေးမောင်လေးတို့ဒါentertainment ပြည့်နေတာဖြော်ပြပေးနေရလေမောင်လေးနော်ဒီခုဆိုလို့ရှင်တာအဲ့လိုတချင်းလေးဆိုတဲ့အချိန်မှာဘယ်လိုပဲဖြစ်ဖြစ် TikTok YouTube Facebook က view လေးတွေကနော်နည်းနည်းတိုးလာတွေ့ရတယ်နော်အဲ့တော့ခါကျတော့ပြောရှင်တာမင်းကဒါနောက်ကျတဲ့အတွက်ကြောင့်မလို့ကိုယ်သေးလေးကိုမောင်လေးတို့တချင်းလေးနဲ့ပြပေးရဖြစ်ပါတယ်နော်စဉ်းစားကြည့်နော်ကိုယ့်ရဲ့ viewer တွေကိုယ့်ရဲ့ live stream မှာလာဆော့တဲ့မောင်လေးတွေကိုအားပေးနေမောင်လေးတွေကို entertainment ပြည့်နေဖြော်ပြပေးရဒီလိုမမမျိုးမအားပေးဘယ်မမောက်စီမသွားပေးမှလည်းပြောဆောက်တယ်